မင်္ဂလာပါရှင်ဒီနေ့မှာတော့လေအပေါ်ယံကြည့်လိုက်ရင်တိတ်ကိုတာယာဆရာကောင်းတယ်လို့ထင်ရပေမဲ့သူ့ရဲ့အတွင်းမှာအယံကိုနည်းနည်းတဲ့သင်္ကန်းစာတွေဝတ်ထားတဲ့အတာရရူပဇတ်တော်ကြောင့်ကိုဖြိုးပြပေးခြင်းပါတယ်ရှင်ခုနှစ်ဟုတ်ပါတယ်ခုနှစ်ပါဒီကနေလေးကဘာကိုဆိုလိုတာပါလိမ့်မယ်နော်ဒါကရိုးရိုးအချိန်ကာလတစ်ခုတော့မဟုတ်ပါဘူးရှင်ဒီကနေရဲ့နောက်ွယ်မှာမယုံနိုင်လောက်အောင်ထူခြားဆန်းကျင်တဲ့ဇလန်တစ်ပုစတင်တော့မှာပါအဲ့ဒါကတော့သူ့ဘဝတာမိန်သမီးရသူ့ရဲ့ဖားတော်လေးကိုကိုဝင်လွယ်ခဲ့ရတဲ့အချင်းကာလပါပဲရှင်စဉ်းစားကြည့်ပါဦးမှုခင်တယောက်ကလေတစ်နှစ်လည်းမဟုတ်နှစ်နှစ်လည်းမဟုတ်ပဲခုနှစ်နှစ်တိတိကိုဝင်ဆောင်ခဲ့ရတယ်ဆိုတာကိုပေါ့ခုနှစ်လုံးလုံးဒုက္ခခံခဲ့ရပြီးဒါပေမဲ့ဝေဒနာကအဲ့ဒီမှာမပြီးသေးပါဘူးရှင်အဲ့ဒီနောက်ထပ်ခုနှစ်ရက်တိတိပြင်းထန်လွန်းတဲ့မိဖွားခြင်းဝေဒနာကိုဆက်ပြီးတော့ခံစားခဲ့ရပြန်ပါတယ်ပို့ပြီးတော့အံ့ဩဖို့ကောင်းတာကဘာလဲဆိုတော့မွေးခွာလာတဲ့အသားတော်လေးတီဝလီမန်တရဲ့စကားပါပဲရှင်သူကလေမွေးချင်းမှာပဲလူကြီးတယောက်လိုစကားပြောနိုင်ခဲ့ပြီးတော့အရှင်ဖျားတပည့်တော်မှာဘဲမှလာပြောရှင်နိုင်ပါမလဲဖျားတပည့်တော်ဟာသွေးအိုင်ထဲမှာခုနှစ်နှစ်ကြာအောင်နေခဲ့ရပါတယ်ဖျားဆိုပြီးသူကိုယ်တိုင်လည်းမိခင်ဝမ်းထဲမှာဒုက္ခကြီးစွာခံစားခဲ့ရတဲ့အကြောင်းကိုရှော့တင်ခဲ့ပါတယ်ရှင်ကဲဒီတော့မင်းစရာရှိလာပါပြီဘာဖြစ်လို့ဘာအကြောင်းကြောင့်များဒီသားမိနှစ်ယောက်လုံးဟာဒီလောက်တောင်မယုံနိုင်စရာကောင်းတဲ့ဒုက္ခဆင်းရဲကြီးကိုအတူတူရင်ဆိုင်ခဲ့ရတာပါလေကဲဒီဇက်တော်ရဲ့နည်းနည်းတဲ့အဖြေကိုကျမတို့အတူတူရှာကြည့်ကြအောင်နော်ဒီမေကွန်းရဲ့အဖြေကလေပစ္စုပါမှာမရှိပါဘူးအဖြေကိုရှာဖို့အတိတ်ဘဝတွေစီကိုပြန်သွားကြည့်ရမှာပါကဲအတိတ်ကအသေးလုံးစတွေကိုလိုက်ကြည့်ကြရအောင်ရှင်အဲတော့ကပေါ်ယဟန်တော်တွေကလည်းဒီဖြစ်ဖြစ်ကိုမြင်တော့အယံကိုအော်တော်မူကြပြီးမြတ်စွာဘုရားကိုတီကြောင်မေ့လျှော့ကြတယ်ပေါ့ရှင်အဲ့ခါမှာပဲမြတ်စွာဘုရားရှင်ကဒီလိုကံကြမ္မာဆိုးရဲ့အကြောင်းရင်းစင်မြစ်ဖြစ်တဲ့အတိတ်ကဇလန်တစ်ဖို့ကိုပြန်ပြီးတော့ဟောကြားတော်မူခဲ့ပါတယ်ရှင်ကဲအဲ့ဒီအတိတ်ဇလန်ကတော့မျိုးကိုဝင်းရံပိတ်ဆို့ခဲ့တဲ့ကံအကြောင်းပါပဲရှင်အခုကျမတို့သိတဲ့သူ့ပါဝါဒတဲ့တိဝလီမင်းသားတို့ဟာရင်းတဘောမှာဘလို့ရူဖြစ်ခဲ့ကြတယ်ဆိုတာချိလိုက်ကြရအောင်နော်အတိတ်ဘဝတုန်းကပေါ့နော်အခုတိဝလီမင်းသားလောင်းလျားဟာဘာရဏတိဖြေကမင်းသားတစ်ပါးဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူကထီနန်းကိုဆုံးရှုံးခဲ့ရတယ်ဒီတော့ထီနန်းကိုပြန်ရဖို့တက်တည်ဆူဆောင်ခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲသူ့ရဲ့မဲတော့အခုတုတ်ဘဝသားလောင်းလျားဟာအကြံဉာဏ်တစ်ခုပေးပို့ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မင်းသားကမဲရိုရဲ့အကြံပေးချက်အတိုင်းလှုပ်ဆောင်ဖို့ဆုံးဖြတ်ခဲ့တယ်အဲ့ဒီဆုံးဖြတ်ချက်ကပဲသူတို့နှစ်ယောက်ရဲ့ကံကြမ္မာကိုလုံးဝပြောင်းလဲစေခဲ့တာပါပဲရှင်မေတော်ရဲ့အကြံကဘာလဲဆိုတော့ဗာရာဏတိမြို့ကိုဝင်းရံပိတ်ဆို့ပြီးခုနှစ်ရက်ကြာအောင်အဝင်အထွက်အလုံးဖြတ်တောက်ထားပါဆိုတာပါပဲတနည်းအားဖြင့်တွေးတစက်မှမကြစေပဲမြို့ကိုပြန်ရယူမဲ့အကြံပေါ့ဒီအကြံကတိုက်ပွဲကိုတော့ရှောင်းလွှဲနိုင်ခဲ့ပါတယ်ဒါပေမဲ့မျက်စိနဲ့မမြင်ရတဲ့ဒုက္ခစီးနေတဲ့မြို့ကိုတော့ဖြစ်စေခဲ့တယ်ရှင်ဒီနေရာမှာပဲအကြောင်းနဲ့အကျိုးကရှင်းရှင်းလင်းလင်းကိုချိတ်ဆက်သွားပါပြီအတိတ်ဘဝတုန်းကမြို့ကို9ရက်ကြာအောင်ပိတ်ဆို့ပြီးမြို့သူမြို့သားတွေကိုဒုက္ခပေးခဲ့တဲ့ကံကအခုပစ္စုပန်ဘဝမှာမိခင်ဝမ်းထဲမှာ9နှစ်ကြာအောင်ပိတ်မိနေရပြီးမွေးဖွားချိန်မှာလည်း9ရက်ကြာအောင်ဝေဒနာခံစားရတဲ့အကျိုးကိုတိုက်ရိုက်ပြန်ပြီးဆက်စေခဲ့တာပါပဲရှင်ကဲဒီဇက်တော်ကဒီအဖြစ်ပြက်လေးတစ်ခုတည်းကိုပြောပြနေတာမဟုတ်ပါဘူးဒီဇက်လန်ရဲ့အတွင်းမှာလေကျမတို့အားလုံးအတွက်အယံတန်ဟုရှိတဲ့ဝစ်ဖယ်ထားတဲ့တင်ကားစာတစ်ခုရှိနေပါတယ်ရှင်အဲ့ဒါကဘာများဖြစ်မလဲဆိုတော့ကြည့်လိုက်ကြအောင်ပါမမွေ့လျော်ပွဲအရာတီမွေ့လျော်ပွဲအတွင်းဖြင့်တတိမရှိသူကိုလွှမ်းမိုးတတ်၏မချစ်ခင်ပွဲအရာတီချစ်ခင်ပွဲအတွင်းဖြင့်တတိမရှိသူကိုလွှမ်းမိုးတတ်၏ဆင်းရဲဒုက္ခတီချမ်းသာဒုက္ခအတွင်းဖြင့်တတိမရှိသူကိုလွှမ်းမိုးတတ်၏ဒီကထာတော်ဟာဒီစက်တော်တစ်ခုလုံးရဲ့အဓိကအနှစ်သာရပါပဲရှင်ကဲအခုဒီကထာရဲ့အဓိပ္ပာယ်ကိုတကြောင်းချင်းစီလေ့လာကြည့်ကြရအောင်နော်ပထမဆုံးကတော့အသားတန်တာရီလိုပေးနာပါဆိုလိုတာကတော့မမွေလော်ဖွဲ့အရာကမွေလော်ဖွဲ့အတွင်းကိုဆောင်ပြီးတော့ရောက်လာတတ်တယ်ဆိုတာပါပဲတနည်းအားဖြင့်ပြောရရင်အပေါ်ရမှာတော့ကောင်းတယ်လွယ်တယ်တာရတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့မကောင်းတဲ့အကျိုးဆက်တွေကိုယူဆောင်လာတတ်တဲ့အရာမျိုးတွေပါပဲရှင်ဒီဇက်တော်တွေကဥမာနဲ့ပြန်ချိတ်ကြည့်အောင်နော်စစ်မတရပဲမြို့ကိုပြန်ရမယ့်အကြံကတာတရုပါပေါ့အပေါ်ရမှာတော့ကောင်းတဲ့အကြံလိုပါပဲဒါပေမဲ့မြို့သူမြို့သားတွေကိုအငတ်ပဲစိုက်စေတာကတော့အဲ့ဒီနောက်ွယ်မှာဝယ်ထားတဲ့အသားရီမကောင်းတဲ့အရာအစစ်မှန်ဖြစ်နေကြတာပါရှင်နောက်တစ်ပိုင်းကတော့ဗမတမတီဝတ္တီပါဆိုလိုတာကတော့အဲ့ဒီလိုမကောင်းတဲ့အကျိုးဆက်တွေကတတိမရှိသူကိုလွှမ်းမိုးတတ်တယ်ဆိုတာပါပဲဘလို့လူမျိုးတွေလဲဆိုတော့တတိတီကလွတ်နေပြီးတော့ကိုယ့်ရဲ့လုပ်ရက်တွေကနေဘလို့အကျိုးဆက်တွေဖြစ်လာမလဲဆိုတာကိုတီချာမစင်ကြပဲလုံးမိတဲ့သူရဲ့ပေါ်မှာကြားရောက်တတ်တယ်လို့ဆိုလိုတာပါရှင်ကဲ
ဒီရှေးအောင်ဇတ်တော်ကနေရတဲ့သင်ခန်းစာကိုကျမတို့ရဲ့နေ့စဉ်ဘဝမှာတော့ဘယ်လိုထုံးချလို့ရမလဲနေ့စဉ်ဘဝတွေကတတိတရားအကြောင်းကိုဆက်ပြီးကြည့်လိုက်ကြရအောင်ပါရှင် ဒီတင်ခန်းစာကိုကျမတို့ဘယ်လိုအဒုံချနိုင်မလဲအဓိကတော့ကိုလုံးမဲ့စုံမချက်သားရဲ့ရေရှည်အချိုးတိုက်ရောက်မှုကိုအမြဲတမ်းထည့်စဉ်းစားဖို့ပါပဲမျက်စိရှိကခဏတာတာယာမှုအစဉ်ပြေမှုတွေရဲ့နောက်ကွယ်မှာဘာတွေရှိနေတယ်မလဲဆိုတော့ကိုနည်းနည်းမြင်အောင်ကြည့်ဖို့လိုပါပဲပြီးတော့ကိုအမြဲမရမယ်မင်းဟုန်းကိုကတော့ငါရဲ့ဒီလိုရက်ကတခြားတယောက်ယောက်ကိုဒုက္ခဖြစ်နေတယ်လားဆိုတာပါပဲဒါဒီအားလုံးကိုသိနိုင်ဖို့အတွက်တတိတရားကိုအမြဲလေ့ကျင့်နေဖို့အရေးကြီးပါပဲရှင်နောက်ဆုံးအနေနဲ့ကိုပြန်ပြီးစင်ကျင်တုံးတက်ကြည့်ဖို့မိကုံးလေးတစ်ခုထားခဲ့ခြင်းပါတယ်ရှင်ကျမတို့ရဲ့ဘဝတွေမှာတော့အပေါ်ရန်ကြည့်ရင်တော့ကောင်းတယ်လို့ထင်ရပြီးတကယ်တမ်းမှမြင်နိုင်တဲ့မကောင်းတဲ့အကျိုးထက်ရောက်မှုတွေကိုဖြစ်စေနိုင်တဲ့လုပ်ရက်တွေများရှိနေမလားဒီအကြောင်းလေးကိုခဏလောက်အခြေယူပြီးစဉ်းစားကြည့်ကြရင်ကောင်းမယ်နော်အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်စီချမ်းပါခြင်းကိုကြီးချမ်းပါခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်